はい。これは私がザタイコカクサウデが問題用やらびばの。問題用がブルピアレソ、私がルミオ、パラマゾンとビハレサジャンジャン、ライダハレサジャンにしればの。エリライダハレサジャンを私はインゾンバダピンチアメ。エサジャンね、アデイベ、ニサソントレジャンをテネトンリデガジピアマボの。アポマレトラシミヤタワレ。問題用ま、ライダハレ。ポンとサジャンね、大体同じ意味の本があります。ジャミアピアデイベトにဒီစာကြောင်းရှိနေတယ်ပေါ့နော်အဲ့တော့ ichi ni san yon khara 1 2 3လေးတွေက ichi ban i mono o hito ဆိုအဲ့ဒါနဲ့ခုတာစိုက်တခုကိုရေးပြရမယ်နော်ဒီမှာဆိုရင်မှာဝန်ဆန်ဒီရှင်းပေါ်တော့ copy ကိုတာနိုမီမတ်တာဝန်ဆန်စီကိုရဲ့သတင်းစာ copy တာနိုမီမတ်တာဆိုတာတောင်းဆိုခဲ့တာအောက်မှာကြည့်ကြည့်အောင်နော်ဝန်ဆန်ဒီရှင်းပေါ်တော့ copy ကို3ခုထိတူတည်ရနော် copy ကိုမိစေမတ်တာဆိုတာပြတာတောင်းဆိုတာနဲ့ပြရတယ်မဟုတ်မဆိုင်ဘူးနော်お願いしますお願いしますကတောင်းဆိုတဲ့အခါမှာတုံးတယ်နော်ဒီလိုမျိုးအတိတ်ပဲတူနေရမှာပါအာဂဲမတ်တာဆိုတာပေးတာတောင်းဆိုတဲ့ပေးရမှာမဆိုင်ဘူးအဲ့တော့ဒန်ရှာတော့ရှင်းပေါ်တော့ copy ကိုမော်ရိုင်းမတ်တာလက်ခံရရှိခဲ့တယ်လက်ခံရရှိတယ်ဆိုတာလေတောင်းဆိုနေမှာမဆိုင်တာနော်မီမတ်တာお願いしますတာအဲ့တော့တောင်းဆိုတာချင်းတူနေတဲ့အတွက်ဒီဘန်ကအဖြစ်မှန်ဖြစ်သွားပါဘောနော်ဒီမှာဆိုလည်းဟိုတာရှိဒီခေါ်ရဖို့လိုတာပေါ့နော်ခေါ်ရလို့ရှိရင်အတိတ်ပဲပြန်ပြီးတော့အနည်းဆက်ဆုံးလေးကိုရွေးလိုက်အောင်မယ်はいまず私は25ここでしばらくお待ちください。ဒီနေရာမှာခဏလောက်စောင့်ပါအဲ့တော့ ichi မှာここで静かにဆိုတာတိတ်ဆိတ်စွာစောင့်ပါခဏလောက်စောင့်ပါတိတ်ဆိတ်စွာစောင့်ပါအတိတ်ပဲရမဟုတ်သေးဘူးနော်မတူသေးဘူး私အတိတ်ပဲအတူဆုံးကိုပြရမှာဆိုဒီနေရာခုတ်ခိုတဲ့ဒီနေရာမှာစုခိုရှိမှတဲ့ခူတာဆိုင်私ဘာတွေ့သွားပြီလေရှိပါရစုခိုဆိုတာကိတခဏစုခိုရှိဆိုတာလေခဏလောက်နည်းနည်းလောက်စောင့်ပါလို့ပြောတာနော်私ကအဖြေမှန်ဒီမှာတွေ့ဒါပေမဲ့အောက်ကဟာလေးကိုစဖတ်ကြည့်အောင်ခုတ်ခိုတဲ့နေရာမှာနာဂိုင်းကြီးခံ私နာဂိုင်းကြီးခံဆိုတာအချိန်ကြာကြာဘောနော်နာဂိုင်းဆိုတာကရှည်တော့ကနေလာနော်အချိန်ကြာကြာစောင့်ပါသူခဏလောက်စောင့်ပါအောက်ကကြာကြာလေးစောင့်ပါဆိုရင်ကြရ私လွဲသွားပြီနော်နောက်ဆုံးကခုတ်ခိုတဲ့စုခိုရှိဆိုပါတဲ့ခူတာဆိုင်ဒီညမှာဆိုလို့ရှိရင်တဲ့စုခိုရှိစီနည်းနည်းဆိုပါတဲ့ခူတာဆိုင်ဆိုတာထိုင်နေပါလို့ပြောတာဒီမှာကျတော့စောင့်နေပါနည်းနည်းလောက်စောင့်နေပါနည်းနည်းလောက်ထိုင်နေပါစောင့်နေပါကပုံမှန်တာပေါ့နော်အဲကြောင့်သက်ရှိတော့အဖြေမှန်ကနိဗ္ဗာန်ဖြစ်သွားပါတယ်26နေ့ကျေတော့ခုမှာတန်တန်ဟိကခိုးတဲ့သိရှိမှしたတဖြည်းဖြည်းနေတဲ့နေကခိုးတဲ့လူကနေလာဘောတော့ဆိုခိုးတဲ့လူဆိုတာကပြီးဆုံးတာတို့ဒီမှာဆိုရင်နေရပြီးဆုံးသွားတယ်ဆိုတော့နေဝင်သွားတယ်ဆိုရင်အတိတ်ပဲနော်တဖြည်းဖြည်းနဲ့နေဝင်လာပါတယ်အဲ့တော့一မှာတန်တန်အာတတခခုနာတဲ့ခင်မရှိအာတတခိုင်းရနေလားနှွေးထွေးရမဆိုင်တော့နေဝင်တာနဲ့နှွေးထွေးရကိုယ့်ဘာသာကိုတခြားအတွေ့အကြုံထမ်းမထင်နေနော်ဒါအဲ့လိုအတိတ်ပဲတူတာလေးကိုပဲဘာသာပြန်ပြီးတော့ယူလိုက်အောင်မယ်နေဝင်ပြီဆိုမှတော့နှွေးမှာပေါ့အဲ့လိုမျိုးကြီးမတွေ့နဲ့နော်နေ့ကကျတော့တန်တန်ဆောင်မှုခုနာတဲ့ခင်မရှိအေးလာတယ်အေးရဆိုတဲ့အဓိပ္ပာယ်လည်းမပါအောင်တန်တန်ခူရာခုနာတဲ့ရှိမရှိနေဝင်ပြီဆိုတော့ဟိုဆိုရှင်ခူရာခုနာတဲ့ရှိမရှိမှောင်လာပြီလို့ပြောချင်တာနော်အဲ့တော့ဆိုအေးရဘူဝိုင်းနဲ့မဆိုင်နော်နံပါတ်၄မှာတန်တန်အခါဒုခုနာတဲ့ခင်မရှိတဖြည်းဖြည်းနဲ့လင်းလာတယ်နေဝင်ဆိုမှတော့လင်းမလင်းဘူးပေါ့နော်မှောင်လာမှာပေါ့အားကြောင့်မလို့တဖြည်းဖြည်းနဲ့မှောင်လာခဲ့တယ်အသင်းတော်ဆောင်ကဆံပန်လို့လည်းရှုစမ်းအောင်ယူပါတယ်ဒီမှာစင်ဘာတူသွားလဲဆိုတော့ခုတဲ့တဲ့စာကခုရခုပေါ့နော်နိကျူနနာမှာခုတဲ့တဲ့မောခမိုင်းမဆန်ခမိုင်းမဆန်ဆိုတော့ကိစ္စမရှိဘူးလို့ပြောရနော်နောက်ကြလည်းကိစ္စမရှိဘူးနောက်ကြလို့ရတယ်အဲ့လိုအိဗယ်이치마오쿠레루나라고나쿠때뭐이데နောက်ကြမယ်ဆိုရင်လည်းမလာလဲပဲရတယ်။သူကပြောတော့နောက်ကြလည်းပဲကိစ္စမရှိဘူး။နောက်ကြလည်းလာလို့ရတယ်ဆိုတဲ့အတိတ်ပဲနော်။အဲ့တော့ဒါရှိတော့이치ကမှာတယ်။ဒီမှာ오쿠레때뭐ခနာရာစုခိတဲ့ခုရာဆိုင်နောက်ကြလည်းပဲဆက်လာခဲ့ပါတဲ့။နံပါတ်3ပါ오쿠레나ယောနီရှိတဲ့ခုရာနောက်မကြအောင်လုပ်ပါနောက်ကြလည်းပဲကိစ္စမရှိလို့ပြောတာနောက်မကြအောင်လုပ်ပါ오쿠레때뭐いいですနောက်ကြလည်းပဲရပါတယ်။အဲ့တော့ဒါရှိဘာဖြစ်မလဲ遅れても構いませんနောက်ကြလည်းပဲကိစ္စမရှိဘူးဆိုတာက遅れてもいいですနောက်ကြလည်းပဲအဆင်ပြေရဲ့ဆိုတဲ့အဓိပ္ပာယ်နော်အဲကြောင့်ဒါရှိအနိစ္စဆုံးရှုံးမှန်ဦးလာပေါ့နော်ဟဲ့ဒီမှာဆိုရင်တော့遅れても必ず来てくださいနောက်ကြလည်းပဲဆက်လာဖြစ်အောင်လာပါတခြားရွေးချယ်ကြမရှိရင်တော့ဒါကလည်းမှန်နိုင်တာပေါ့နော်ဒါပေမဲ့ဒီနှစ်ခုရှင်ကြည့်မယ်ဆိုလို့ရှိရင်ကြတော့အဓိပ္ပာယ်အနိစ္စဆုံးကရှုံးမှန်ဖြစ်နေတဲ့အတွက်ယုံကိုကြည့်ရနော်အခု28မှာこの椅子は邪魔ですဂျာမနာနေလားဘောနော်ဂျာမဆိုအနောက်အရှက်မလို့အဖူအနောက်ရှက်ဖြစ်နေတယ်မလို့အဖူအဲ့လိုမျိုးပြောချင်တာနော်ဒီခုံကအနောက်ရှက်ပဲဒီခုံကမလို့အဖူလို့ပြောချင်တာပါဂျာမပေါ့နော်အဲ့ဒါဂျာမနဲ့တူတာပါရှိနေလိုက်ကြည့်အောင်
この椅子はいりません。私、အခုနေရာတွေ့တိုင်းနော်いりません。私いりませんလိုအပ်သည်いりませんမလိုအပ်ဘူးဒီခုံမလိုအပ်ဘူးဒါဖြစ်နိုင်တယ်နော်အောက်ကဟာကိုကြည့်ကြည့်အောင်この椅子は小さいねဒီခုံကသေးနေတယ်အနောက်ရှက်နဲ့သေးရနဲ့မဆိုင်ဘူးနော်ဒီခုံကတိုင်းစစ်စစ်နဲ့ဆိုအရေးကြီးတယ်အရေးကြီးရလည်းမဟုတ်လေကြားမှာဆိုအနောက်ရှက်ဒီဆိုရောက်တယ်ဆိုလိုအပ်တယ်အနောက်ရှက်ပါဆိုရင်လိုအပ်တယ်ဆိုတော့အဲ့လည်းမတူပြန်ဘူးเนาะဘာဖြစ်မလဲအနောက်ရှက်ဖြစ်နေတဲ့အတွက်အီဒီမာဆန်မလိုအပ်ဘူးဖြစ်သွားမှာเนาะအဲကြောင့်私တို့အီချီကအပြင်မှာနောက်တစ်ခုneed you Q 車が急に動いてびっくりしました。ကားကားတွေရုတ်တရက်လှုပ်ရှားလာဥကောခီမတ်ကနေလာနော်ကားကရုတ်တရက်အဲ့လိုပြေးထွက်လာတာပေါ့နော်ကားကရုတ်တရက်ဝင်လာတာအဲ့လိုမျိုးပြောချင်တာびっくりしましたလန့်သွားခဲ့တယ်တဲ့။အော်車が急に走って私走りますကနေလာတာလှုပ်ရှားတာလေပတ်တာ走りますဆိုလို့ရှိရင်ဒီမှာသုံးထားရပါလေသုံးထားလေ走って止まって走って止まってနှစ်ခုကိုကြည့်လို့ရှိရင်走りますဆိုတာပြေးလွှားတာမျိုးပေါ့နော်ဒီလှုပ်ရှားနေရမျိုးပြောချင်တာတိုမတ်တဲ့ဆိုတာတိုမာရီမှာရက်တန်တာကိုပြောချင်တာအဲ့တော့ဒီဥကောကြီးတဲ့နဲ့ဟိုလာရှိုဟာရှစ်တဲ့ရအတိတ်ပဲတူမှာပေါ့နော်အဲ့ကလေးဟိုလာရှို1နဲ့3နဲ့ရရွေးလို့ရတယ်ဒါပေမဲ့ဘာသာပြန်ကြည့်အောင်နော်ကားကရုတ်တရက်ပြေးထွက်လာတဲ့အတွက်တဲ့ဘစ်ခိုရီရှိမစတာလန့်သွားတယ်အိုဒိုရောခီမစတာဟိုလာရှိဒီမှာဆိုရင်မီနီယာမှာဖြစ်မှာပေါ့နော်အိုဒိုရောခီမစတာဆိုတာလေလန့်သွားတာကိုပြောချင်တာနော်အဲ့တော့ကားကရုတ်တရက်ထွက်လာတဲ့အတွက်အိုဒိုရောခီမစတာလန့်သွားခဲ့ပါတယ်တဲ့နောက်တစ်ခု車が今日に止まって安心しましたတဲ့အဲ့တော့ကားကရုတ်တရက်ရက်သွားလို့တဲ့စိတ်အေးသွားခဲ့တယ်လန့်သွားတယ်စိတ်အေးသွားတယ်မတူဘူးနော်車が急に走って心配しましたစိတ်ပူသွားခဲ့တယ်စိတ်ပူတယ်ဒီမှာကျလန့်တာလို့ပြောရယ်နော်ဒီမှာစိတ်ပူတယ်လို့ပြောရယ်車が急に止まって注意しましたရုတ်တရက်ရက်သွားလို့တဲ့注意しましたဆိုတော့တတိပေးရပါဘောနော်အဲ့လိုလည်းမဆိုင်နော်で苦ししましたလန့်သွားတယ်ဆိုတော့驚きましたနဲ့အတိတ်ပဲပြောသွားမှာပေါ့နော်လန့်သွားတာအဲကြောင့်မလို့ရှိတော့အပြေမှန်က一ကိုရွေးပါတယ်အဲ့တော့ဥကောဤတဲ့ကဒီညမှာဒီလိုမျိုးဟာရှိတဲ့တူမတဲ့နှစ်ခုလိုက်တော့လှုပ်ရှားတယ်ဆိုတော့ဟာရှိတဲ့နဲ့တူတာပေါ့နော်ဒါပေမဲ့ဘစ်ကူရီရှိမစတာလန့်သွားတယ်ဆိုတဲ့အတွက်ကြောင့်အိုဒိုရိုခီမစတာနဲ့တူတာရှင်မိုင်းရှိမစတာစိတ်ပူတာဖြစ်သွားမှာပေါ့နော်လန့်တာချင်းတူတာမလို့ဥဒရှိကို一ကိုရွေးလိုက်ပါတယ်